နေ့ကတင်လိုက်တဲ့အလိုင်းလေးမရလိုက်တဲ့ညိုကီတို့အတွက်ဒီနေ့အလိုင်းလေးအသစ်အတိုင်းလေးတစ်လုံးထပ်ရောက်ပါတယ်မနေ့ကရောင်းလိုက်တဲ့အလုံးတက်ကိုပို့ပြီးတော့အလုံးတက်ပါတယ်ခင်ဗျာအလုံးလုံးဝအသစ်တိုင်းလေးဖြစ်မယ် ROG Align Z1 Extreme Run 16512လေးဖြစ်ပါတယ်အခုလိုဂိမ်းဆက်တွေရှားနေတဲ့အချိန်မှာယာတုံးလေးယူထားတင်တယ်လို့ပဲအကြံပေးခြင်းနဲ့အလုံးလေးကတော်တော်တန့်တာခင်ဗျာကြည့်လိုက်ပါ connection လုံးဝအသစ်တိုင်းလေးနော်လုံးဝအသစ်တိုင်းလေးဖြစ်မယ် original အသွင်းကျူနော်မှန်မကွဲဘူးစော့ပြီးသွားလို့ရှိရင်ကျွန်တော်တို့ဒီအထက်ထဲမှာလည်းဂိမ်းလေးတွေက customer ဆော့တဲ့ဂိမ်းလေးတွေပါပြီးသားလေးဖြစ်မယ်မိတ်ဆွေအသင့်လက်တင်3ရုံလေးဖြစ်ပါမယ်ဒီ ROG Align Z1 Extreme Run 16512လေးကိုကျွန်တော်ရောင်းချပေးမယ်ဈေးနှုန်းလေးက18သိန်းအတိနဲ့ရောင်းချပေးမယ်ကျွန်တော်ရဲ့ customer တွေပထမမနေ့ကတော့ကျွန်တော်တင်ရောင်းလိုက်တဲ့အလုံးလေးမရလိုက်တဲ့လူတွေအတွက်ဒီနေ့အလုံးလေးကပိုမိုက်ပါတယ်အဲ့အတွက်ကြောင့်ဒီ ROG Align လေးကိုကြိုက်နေတတ်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ VM Mobile Shop ကိုလမ်းခဲ့ပါရောက်တာနဲ့ကုန်တဲ့ model လေးတွေဖြစ်တဲ့အတွက်ကြောင့်အမြန်ဆုံးယူထားမှတော့ရပါမယ်ဒီဆက်လေးကြိုက်နေတတ်တဲ့ဆိုရင်ကျွန်တော်တို့ရန်ကုန်မြို့တွင်းရောနေရ customer တွေရောအားလုံးကိုကျွန်တော်တို့ era တာဝန်ယူပြီးရောင်းချပေးပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ